ဖျားလို့ကျွန်တော်ရေကောက်ချိုးလိုက်ထပ်ဖျားသွားတော့ဗာနှစ်ဖျားဖြစ်သွားရောလစ်သွားတာဟိုးရင်တည်းအဲ့လိုပဲကျွန်တော်မှတ်ထားပါနော်ကြေးပွဲကိုမပြစ်ခင်စောကြီးကသူ့ပြောတာဟိုဒီလိုသူပြောတာဒီလိုမြစ်တဲ့ကောင်တွေနဲ့ယူဆိုတာဟာမထူးဆန်းတော့နားမလို့ရနားမေးကြတာပါတယ်တကယ်တခြားခိုင်းရမမိုက်ဘူးဒုကီဗလာဒါကီးဘုတ်ဖိုက်တာလုပ်ပြီဗလာဒါလာလို့ကီးဘုတ်ဖိုက်တာဆောက်လို့ဒုကီဗလာဒါကီးဘုတ်ဖိုက်တာလုပ်ပြီဗလာဒါလာလို့ကီးဘုတ်ဖိုက်တာဆောက်ပါကျွန်တော်တို့ဒါအားလုံးဟာလူသားတွေပဲဒီဘက်တော့လေအားလုံးဟာလူသားဆန်လိုက်ကဲတော့မဆိုင်ကျွန်တော်စားမယ်နေဟုတ်ရတော့နေနေပါโอเคอ่ะကဲဝူတီမလားဝူတီမလေးကြီးတီးဘူးပဲဖိုင်နာတယ်ကွာငါဒီဘိုးကြီးကတ်တယ်စမုတ်တွေကုန်ခင်းလိုက်ရတယ်ဒီအောက်ပါပြီအောက်ခင်းလိုက်ရပြီကြည့်ရောဘောင်းမထွင်းပေးလိုက်လားတားကလောက်ဟိုတိုင်ပတ်နေတယ်ဘောင်းမှာတိုင်ပတ်နေတယ်တားကလောက်ကဲလူကြီးတယ်ငါတို့ဖေးခလေးပြတာခံရတယ်တွေ့လိုက်တယ်တွေ့လားနေတဲ့ထက်တယ်ဆိုရောက်ပြီနော်ဝမ်းရောက်ပြီအိမ်နောက်မှာဟောလီအိမ်နောက်မှာကောင်းပါတယ်သူလည်းကောင်းတယ်ရှိန်နေတာဘောင်းကတော့ရှိန်သူလည်းကောင်းပါတယ်ရှိန်ပေးမှာ你老板哦。那个那玩意是。봉투အဲ့ဒါ봉투အဲ့ဒါလည်းချင်းများတယ် free ပေါက်ရောက်သွားပြီပေါက်ကတကယ်ပေါက်အချင်းကြီးသေးတယ်အမှန်ဆိုနောက်ဆုံးပွဲမှာညာလေ ဘောင်းကတည်းကရောက်လိုက်ဆွဲသွားကြည့်လားရှိတယ်ဘောင်းကတည်းကရောက်လာဟိုကာလာတာယောဂဖြစ်နေလို့ဗလာဆောင်းရန်တိုကိုနဲ့ကီလိုပြည့်ချင်နေဆို1950 GB ရှိတယ်ဗလာကြေးဆိုင်ပြီလေမနေ့ပြန်ပြည့်ပြီလားသူတို့ချင်းပေးထားတဲ့ပုံရက်ကကြာဟုတ်တယ်โอเคဟုတ်ဟာရကြလို့ရဟုတ်တယ် free မှာကန်လို့များမြန်ပြီဘောင်းမှာလည်းကန်လို့များဘောင်းမှာကန်လို့ပါကွာစားတတ်တယ်မောင်စားတတ်ပါကဲကျွန်တော်တို့ပြီးဆုံးသွားပြီပေါ့နော်ပွဲလေးပြီးဆုံးသွားပါပြီအေးရောက်ပါရေးတော့ပြီဟောဒီနဲ့လာဆော့နေလို့ဆော့ရမှာဆော့နားလေးကြီးခေါ်ရင်လို့ကြီးခေါ်ပြီးက190ထိုးတက်သွားရောက်ပွဲလေးခဏဖြစ်လို့တခါလေးတန်းပြေးပေးမယ်အေးပေါင်မက်ဆိုတော့အခုကလန်တယောက်စတာကလောက်တွေပြေးမောင်မက်ဆိုတော့တခါလေးတန်းကိုမောင်မက်โอเคခုချိန်ရဘိုးတွေမသိတာကောင်းလို့မယူနေတာမှကောင်းကောင်းမပြတ်တက်လားယူနေတာမှကောင်းကောင်းမပြတ်တက်ဘူးလို့တာတဲ့ပေအားတော့တော့ရပြရမှာကွာအရင်ကန်လိုက်လို့ငါပြောတယ်သူရှုံးကပါသွားပြီလို့ငါပြောပါတယ်ပါသွားပြီမရတော့ဒီပွဲဒီနေ့ရှုံးတယ်သူနိုင်ကန်ပိုင်သူအဲ့ပွဲနိုင်တယ်
ထားလာပေါ့ 50ဝင်လာ The location. ဒီဒီမလေးဒီမမ Help! အာဒီဘောပေါ့ ပေါင်းပြရအောင်ပြန်အောင်ကြောင်း ကဲ3မိနစ်ကုန်သွားပြီဗျနောက်တဲ့2မိနစ်တော့ကြံသေးတယ် ။ညာဘူးတယောက်ပေါက်ခံအကုန်လုံး ဟုတ်တယ် ဟုတ်ရတော့သူတို့လည်းမရိုင်းနဲ့ဘူးအဲဆော့ဖို့ရတာရိုင်းတာ โอเคโอเค ပြီးတော့ဖိုက်တော့ကိုအကြည့်ရွေးကို Help! အော်နေရရောက်လာနေရင်ထည့်ခိုင်းတာမင်းကိုနေရင်ထည့်ခိုင်းတာ နည်းပြော မောနေပြီကွာငါလေးစပတ်ပြည့်နေရတာဒီနေ့အရှက်နိုင်ကြတဲ့ဆော့ပေါ် ။အေးဟို3အောင်ပြောရတယ်ကွာ။ရှင်ခိုင်းပဲပြည့်ရတယ်ဒူးနေကွာ။ช้างခံဒီပဲကြောင်း အဲ့ဒီခံတခံပဲမောက်ကန်အဲ့ဒီခံတခံပဲကြိတ်တာမသိဘူး Help! ဒီတော့ဖယ်ရင်းကြီး ကဲ10သိန်းကြီးပါပဲ2မိနစ်ပဲကြံပါတော့နော် ဖယ်ရင်းကြီး။အိုင်ပြောဘာဖြုံးလဲမသိဘူး ဘာတွေဖြေမယ်နောက်ထပ်တဲ့ ။ဘနိုင်ကိုဒီစီကိုပြပါတာ။ အင်းလေးလေး ဒီအမကဲနေ ဒီတက်တယ်။ဒီရောက်ပါရေးတော့ပြီပဲ။ဟောဒီနဲ့လာဆော့နေလို့ဆော့ရမှာဆော့။နားလေးကြီးခေါ်ရင်လို့လေကြီးခေါ်ရင် view က190ပိုးတက်သွားအရောက်ပွဲလေးခဏဖြစ်အဲ့လိုပွဲ ကလေးအသေးအသက်လာတယ်ဒီမှာလေးမြန်ပြီ လက်စစ်ဆော့ပြီးတယ်ကျွန်တော်ဟို ကျွန်တော်ကဒါလေးလေးနားပြီကျွန်တော်ကနေမကောင်းလို့ သုံးနေတော့တာတော့ဒီတစ်ချက်ဖြစ်အသိရတာ ကျန်တာဒီချင်းများတယ် free ဒီပေါက်ရောက်သွားပြီပေါက်ရောက်သွားပြီပေါက်ကတကယ်ပေါက်အချင်းကြီးသေးပါ အမှန်ဆိုနောက်ဆုံးပွဲမှာ ဘေးကတောက်ညံတော့ပါအဲ့ဒါအချင်းခွဲတာပါ အာဒီလေးကြီးရောက် ပြီးရွာပြီးရွာပေါက်မောင်နဲ့မောင်ပေါက်မောင်ရတော့တာတယ်ကဲကျွန်တော်ပြီးရွာ free ဆိုရတယ် brother အေးပါအခုတိုင်းပတ်ပြီတော့ပြောလို့ပဲ ကဲလာလေး200ပြီးတော့မယ်နော်လာလေး2လေးလက်ပါအောင်ခင်ဗျာ တိုင်းမဖြစ်နိုင်မောင်အေးဘောင်းပြန်အောင်ပေးပြီ ကဲ34တာရ34 ပြီးပြီလားဗျာအာမွေးဖြစ်တာအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးပြတာလားဖြစ် ဟောလိုက်ကရောက်လာတယ်ရမင်းမ ပေါက်သွားပြီ ဟွန်းပေါက်ခေါ်ပြီ ပေါက် ဟုတ်ပြီမထူးတော့ဘူးလေကွာမထူးတော့ဘူးလေ လာမောင်အေးလာမရမှာမသိဘူးအဲ့ဒါတော့ဒီကြီးတဲ့ဒီဟိုပြောလိုက်မောင်ဘရိုင်းပြောလိုက်မရွေးရင်တော့တဲ့ အော်နေရရောက်လာနေရင်ထည့်ခိုင်းတာမင်းကိုနေရင်ထည့်ခိုင်းတာ ဟောရှင်းနေရ ဒီမှာတော့တယ်မလုပ်ကြအောင်ဒီမှာ
ဦးနဲ့တမီးကပတ်ဆက်ရှိမှရတာဦးနဲ့တမီးလည်းပတ်ဆက်ရှိတာဟာအဲ့ဒါ အဲ့ချိန်က ဟာတထေးတယ် ကျွန်တော်တထေးပြနေပြီအဲ့ချိန် ဟာရှာ အားထုတ်နေဒီလိုငါလုံးမှသာသိမယ်ဖိမားဒီလို အဲ့ဒါအဲ့ရှိကြကြ အဲ့ဒီမြန်မာစကားမြန်မာလိုပြောတာဟုတ်ပါသုံးနေတော့တာတော့လေးတစ်ချက်ဖြစ်အောင်သိရတာ ချိလိုက်အိတ်လိုက်တော့ အဲ့လိုပေါ့နော်တခါလေးပြောရင်ထပ်ပြီးတည်ကြရင်ဘယ်လိုလုပ်မလဲတည်ကြရင်တော့အခုခဏတော့ကျွန်တော်ပြောရလေဟိုတည်ကြရင်